ခုနလေးမှာထိုးတက်ခဲ့တဲ့ကျွန်တော်တို့1 championship ပေါ့နော်ပြိုင်ပွဲမှာပေါ့နော်ကျွန်တော်တို့မြန်မာ fighter စိုးနောင်ဦးက Thai fighter မိုက်ဆန်ချန်ကိုဒိုင်ရဲ့အကဲဖြတ်နေပေါ့နော်အနိုင်ရရှိသွားတယ်ကျွန်တော်ချင်းမေစုတို့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့မြန်မာ fighter စိုးနောင်ဦးကဒုတိယပွဲစဉ်ဖြစ်ပြီးတော့1 championship မှာဒုတိယမြောက်ကစားတဲ့ပွဲစဉ်လည်းဖြစ်တယ်လို့သူ့ရဲ့ပထမဆုံးအနိုင်ပွဲပဲဖြစ်တယ်ပေါ့နော်ကျွန်တော်ချင်းမေဆွေတို့ရေကဲဒီနေ့ပွဲစဉ်မှာမြန်မာတုံးဦးပေါ့နော်ဘရော်နီကာရဲ့ကျွန်တော်တို့တန့်စီရဲ့ကျွန်တော်တို့အခုထိုးတက်နေတဲ့ကျွန်တော်တို့စိုးနောင်ဦးရေတုံးပွဲရှိပါလို့နော်ကျွန်တော်တို့မောင်တန့်စီရတော့ကျွန်တော်တို့အမှတ်နဲ့ရှုံးနေသွားတယ်ပေါ့နော်ကျွန်တော်ချင်းမေဆွေတို့ကဲဒီမှာတော့ကျွန်တော်တို့စိုးနောင်ဦးကတော့ကျွန်တော်တို့ဒိုင်အကဲဖြတ်နေပေါ့နော်အနိုင်ရရှိသွားတာပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးကတော့အမှတ်ရစီမှာပဲဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာ